ဘာဝီရသူ့ရဲ့နိုင်ငံရေးမူလေးချက်ကို1950ခုနှစ်ဇူလိုင်လ31ရက်နေ့ကနေစပြီးတော့ဩဂုတ်လ2ရက်နေ့ထိကိုမြန်မာအင်္ဂလိပ်ကရင်ဘာသာစကားတွေနဲ့တစ်ကမ္ဘာလုံးအသံလွှင့်ခဲ့တယ်ဒီလိုနဲ့ဩဂုတ်လ10ရက်နေ့မှာတော့ညောင်လေးပင်ခရိုင်အစည်းအဝေးကိုစတင်ခဲ့ပြီးတော့ KNU အစည်းအရုံးကိုလည်းကောင်းကောင်းမွန်နဲ့ပြန်လည်ဖွဲ့စည်းနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာခေါင်းဆောင်တွေလည်းတင်မြှောက်နိုင်ခဲ့တယ်အဲ့ဒီနောက်မှာတော့စောဘဝီနဲ့ဗိုလ်ချုပ်ဆိုင်းပြေတို့က KNU အစည်းအရုံးကိုပြန်လည်ဖွဲ့စည်းဖို့ဆိုပြီးတော့မော်လမြိုင်ဘက်ကိုဆက်ပြီးတော့သွားကြတယ်အဲ့ဒီအချိန်ကမိုးတွေရမ်းရွာပြီးတော့ရေကြီးနေတဲ့အချိန်လည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်ပဲရွာလူကြီးတွေကဆက်မသွားကြဖို့ခေါင်းဆောင်တွေတားကြတယ်ပေါ့နော်ဒါပေမဲ့လည်းအရေးကြီးကိစ္စရှိတယ်ဆိုပြီးတော့မှသူတို့ကတော့ဆက်ပြီးတော့သွားကြတယ်ထိုးကုတ်ကိုရောက်သွားပြီးတော့အနားမှာရှိတဲ့တဲလေးလုံးမှာသူတို့နားခိုကြတယ်နောက်နေ့မနက်စောစောမှာပဲရန်သူတပ်တွေကဝိုင်းလာပြီးတော့မှပစ်ခတ်ပြီးတော့လက်နက်ချဖို့ပြောကြတယ်ပေါ့နော်ဒါပဲလေခေါင်းဆောင်ကြီးတွေကတော့လက်နက်မချဘဲနဲ့ပြန်ပြီးတော့ခုခံခဲ့တယ်နောက်ဆုံးတေဆုံးတဲ့အထိပဲကြောက်ဆုံးသွားတဲ့အထိပဲသူတို့ကပြန်ပြီးတော့ခုခံကြတယ်ပေါ့နော်အဲ့ဒီအချိန်ကစောဘဝီနဲ့ဗိုလ်ချုပ်ဆိုင်းကေတို့အပြင်တခြားဘသူတွေပါသွားလဲဆိုတော့အခုချိန်ဒီဘယ်သူမှမသိကြပါဘူးဒီလိုနဲ့ရန်သူတွေကစောဘဝီရဲ့အလောင်းကိုပင်လယ်ထဲမှာပစ်ချခဲ့ကြတယ်ပေါ့နော်ဒီအဖြစ်ပြဟာအယမ်းမြန်ဆန်တော့အဲ့ဒီအချိန်ကပြင်ဒီမျိုးသားလုံးကတော့ယုံကြည်ဖို့အရန်ခက်ခဲခဲ့ကြတယ်ပေါ့နော်